ရဲပူတဲ့စနေရိုင်မောပြီးတော့အိပ်ပျော်တဲ့အခန်းဆိုလာတခါလေးတန်းပြီးအိပ်လိုက်တယ်ညတာပါတေးပေါ့တခါလေးအိပ်ပျော်သွားဟာဟုတ်ပါဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလေတစ်စင်းတိုင်းမှာပူတဲ့လူတွေမတူတော့လေသူအများကြီးပြင်မှာကက်ဆိုတဲ့အချိန်တိုင်းသူပြန်နှိုးရတာခွေးလိုက်နည်းနည်းပေါ့9မိနစ်ရ7မိနစ်ရပေါ့ဒီကညာဘက်တွေရရတာလည်းများတယ်ပြုတ်လောင်းနေအောင်စလုံးကအရင်လည်းအာနာတက်တယ်တူတယ်တော်တော်လေးကိုတူပါတယ်ပျော်နေတတ်တာလည်းတူတယ်တီးခန့်တတ်တာလည်းတူတယ်အာနာတက်တာလည်းတူတယ်နှစ်ယောက်ကဒီနေ့ကတော့ဒါညီမလေးနဲ့ပထမဆုံးဇလန်တွဲလေးအမှတ်တရလေးပေါ့နော်ရိုက်တုံးကလည်းအမှတ်တရလေးအများကြီးရှိခဲ့တယ်နော်ဟုတ်ကဲ့ကျွန်တော်တို့မှတ်ရအများကြီးသူရိုင်းနေတဲ့အိပ်ပျော်ပါတယ်တနာပါသူပြင်ပန်းတာအိတ်ကောင်းပါဟုတ်ဆိုတေးပူရတာပူရဲ့အစင်းတွေဆိုရင်သူအတန်တွေဟန်တွေမန်တွေအများကြီးပေါ့အားမျိုးအများကြီးစူးစမ်းလာတဲ့အတွက်ချီးကျူးပါတယ်ရန်တော့ကိုကြီးကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးကလည်းတကယ်ရမ်းချစ်တတ်တဲ့ character တွေเนาะကြည့်ပြီးတော့ဟိုလာတချို့ကနေဆိုကြည့်ပြီးတော့ရီပါရီကျင်တဲ့နှစ်ယောက်သားလေးအဲ့လိုမျိုးဘာဖြစ်လို့လားအခုပုံလေးဆိုလဲနှစ်ယောက်တွဲလေးတစားစကားတက်တဲ့ချိန်မှာတင်ပေးရပါတော့ပရိသတ်ကအဆင်ပြေတယ်နှစ်ယောက်လိုက်တယ်လို့ပြောတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ရဲပူတဲ့စနေရိုင်မောပြီးတော့အိပ်ပျော်တဲ့အခန်းဆိုလာတခါလေးတန်းပြီးအိပ်လိုက်တယ်ညတာပါတေးပေါ့တခါလေးအိပ်ပျော်သွားဟာဟုတ်ပါဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလေတစ်စင်းတိုင်းမှာပူတဲ့လူတွေမတူတော့လေသူအများကြီးပြင်မှာကက်ဆိုတဲ့အချိန်တိုင်းသူပြန်နှိုးရတာကျွန်တော်ခွေးလိုက်နည်းနည်းပေါ့9မိနစ်ရ7မိနစ်ရပေါ့ဒီကညာဘက်တွေရရတာလည်းများတယ်ပြုတ်လောင်းနေအောင်စလုံးကအရင်လည်းအာနာတက်တယ်တူတယ်တော်တော်လေးကိုတူပါတယ်ပျော်နေတတ်တာလည်းတူတယ်တီးခန့်တတ်တာလည်းတူတယ်အာနာတက်တာလည်းတူတယ်နှစ်ယောက်ကတကယ်ကိုအကိုတယောက်လိုပဲစိတ်ထဲမှာသတ်မှတ်ပြီးတော့တရုပ်ဆောင်လို့ရတယ်ပေါ့နော်ပြောလောက်လည်းအများကြီးအပြည့်အဝတရုပ်ဆောင်ပေးထားတယ်ပြီးတော့အများကြီးဟိုမှာဟိုဒီမူရလေးပေါ့နော်ချစ်တက်တဲ့ကောင်လေးတယောက်ရဲ့မူရတွေတေချာလေးပုံဖော်သွားတာပေါ်ရဲလားပေါ်တယ်ပေါ်လုံးခံနေဟုတ်လားအရန်လုတ်တက်တာပဲအရန်သစ္ဆောင်တက်တာအရန်ချစ်ဖို့ကောင်းတဲ့အကိုပါဟုတ်အပေးယူညတာပေါ့နော်အားလုံးကဟုတ်တင်ပေးရဆိုတာလေနှစ်ယောက်လုံးတယောက်နဲ့တယောက်မလုပ်မယ်ဆိုတာလေတိုင်ပင်ကြတာပေါ့ပြီးတော့နှစ်ယောက်လုံးအလုပ်ပေါ်မှာဟိုအစိတ်အပြည့်နေတာတဲ့ခါကျတော့ဟိုစင်းတိုင်းမှာအရန်ရိုက်ရတာအဆင်ဟုတ်တယ်အရန်ဒီကဘာမှသိအရန်ခက်ခဲမရှိဘူးကိုယ်နဲ့စတွေ့တဲ့နေ့တည်းကအဲ့လိုမျိုးနှစ်ယောက်လုံးအဆင်ပြေရဆိုတာလေဟုတ်ဒီအစတော့စိုးရိမ်နေတာဗောနော်ကြောက်တယ်ဆိုတော့ကိုင်းနဲ့လာမရိုက်ဘူးတော့လေကိုရအရန်အဆင်ပြေသဘောထားလဲအရန်ပြေသဘောလဲအရန်ကောင်းတယ်အများကြီးကူညီပေးတယ်ဟုတ်လားအရန်ကြိုးစားအားရတောင်မရှိဘူးဒါတို့ကကြတော့ကြောက်ဖို့ကောင်းလို့ကိုကျေးဇူးပါကြောက်ဖို့ကောင်းလို့ခံတယ်ပြိတ္တကဟိုလာတို့ဒီဒိုရုပောင်ဘက်ကောင်အရန်ကြောက်ပြီးတော့လေတိတ်မကြည့်ရဲကြအောင်ဟိုလာကွန်မန့်မှာတွေ့ဘယ်လိုပြောမလဲတရေကစစ်ကြီးထင်ပြီးတော့လေအရန်ဟော်ရာထင်လို့အကြောက်လာပြတရေကအရန်အစစ်ကြီးမဟုတ်ပါဘူးတော့ဝိညာဉ်လေးတွေကျွတ်လို့ရှင်လို့ကုညီပေးတဲ့သဘောပဲအရန်ချောက်တဲ့လိုမျိုးမဟုတ်ပါဘူးဒီကားလေးကိုကြည့်ပြီးပြိတ္တတွေနောက်ပိုင်းမှာလည်းတကယ်ဟိုစိတ်လှုပ်ရှားမယ့်စင်းတွေအများကြီးကြံပါသေးတယ်အဲ့တော့အားပေးပါအောင်လို့ပြောချင်ပါတယ်ကဲပါနောက်ထပ်ဇောဝင်ငန်းတွေပို့ပြီးစိတ်ဝင်စားကောင်းပါတယ်နှစ်ယောက်လုံးချစ်ပေးပါအောင်ပြောချင်ပါတယ်